အမေရိကန်နိုင်ငံလုံးရဲ့အားကစားယဉ်ကျေးမှုကပါမက်ဆီကပြောင်းလဲပေးနေတယ်လို့ချီးကျူးလိုက်တဲ့ပိုချက်တီနိုပရိသတ်များလုံးပဲမင်္ဂလာပါများဟန်လီမာစပွားရဲ့ Facebook page နဲ့ YouTube channel ကနေပြန်လည်ကြိုလိုက်ပါရစေမက်ဆီရောက်လာမှာ USA ကကလေးတွေကဘောလုံးသမားတွေဖြစ်ချင်နေကြတာပါမက်ဆီကဒီနိုင်ငံရဲ့အားကစားတွေလေးကိုပြောင်းလဲပေးနေပါတယ်သူများလာခင်ကဒီကလေးတွေကဘတ်စကတ်ဘောဒါမှမဟုတ် American football ကစားဖို့ရည်ရွယ်ထားကြတာပါလို့ American နေပြပိုချက်တီနိုကပြောလာခဲ့ပါတယ်ဒီစကားရင်းမှာမက်ဆီရဲ့ကမ္ဘာဘောလုံးအပေါ်လွှမ်းမိုးမှုတစ်ခုလုံးရဲ့အနှစ်သာရတွေပါနေတာကိုသတိထားမိပါတယ်အမေရိကန်ပြည်ထောင်စုဆိုတာကဘတ်စကတ်ဘော baseball American ဘောလုံးတို့ပဲကြီးစိုးတဲ့နိုင်ငံဖြစ်ပါတယ်ဒီလိုနေရာမှာမက်ဆီတယောက်ရောက်လာပြီးနောက်ပိုင်း MSN ပွဲတွေကြီးစုသူရေးအတွက်မြင်တက်လာပါတယ်မက်ဆီကစားတဲ့ပွဲတိုင်းပရိသတ်တွေပြေးရှံနေပါတယ်မက်ဆီရောက်လာပြီးနောက်ပိုင်းအမေရိကဟာဘောလုံးအတွက်ဈေးကွက်အသစ်ကြီးတစ်ခုဖြစ်လာပါတယ်ပိုချက်တီနိုပြောသလိုမက်ဆီမရောက်ခင်ကအမေရိကန်ကလေးတွေရဲ့အိမ်မက်ကလီဘရွန်ဂျိန်းကာရီအီရန်ဘရင်တို့လိုမျိုးဘတ်စကတ်ဘောသမားကြီးတွေလို NBA ကျယ်ဝန်းနေဖြစ်ချင်ကြတာပါတွန်ဘရီဒီပက်ထရစ်မာဟိုတို့လို NFL ရဲ့သူရဲကောင်းတွေဖြစ်ချင်ကြတာပါအမလမီကျယ်ဝန်းနေလိုမျိုး baseball လိုက်စားချင်ကြတာပါဒါပေမဲ့အခုခါမှာတော့ဒီကလေးတွေဟာမက်ဆီလိုဘောလုံးသမားကြီးဖြစ်ချင်လာကြပြီလေဖြစ်ပါတယ်အမေရိကန်ကလေးတွေကဘောလုံးကိုစိတ်ဝင်စားလာတာသူတို့နိုင်ငံရဲ့ဘောလုံးစင်တန်းတွန်းပြမှုအတွက်ကောင်းမွန်နေရလို့မြင်မိပါတယ်ပိုချက်တီနိုပြောသလိုမက်ဆီဟာအမေရိကန်ပြည်ထောင်စုရဲ့အားကစားလေးကိုတကယ်ပဲပြောင်းလဲပေးနေပါတယ်မက်ဆီရဲ့ဒီလွှမ်းမိုးမှုဟာသူ့ရဲ့ကစားမပွားတစ်ချောင်းမှာရရှိခဲ့တဲ့အောင်မြင်မှုတွေအထက်ပို့ပြီးတော့တန်ဖိုးရှိပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာမျိုးဆက်သစ်ကလေးတွေရဲ့အိမ်မက်ကိုပြောင်းလဲပေးနိုင်ခဲ့လို့ပါပဲ။ဒါဟာကမ္ဘာဘောလုံးသမိုင်းမှာမက်ဆီချန်ခဲ့မဲ့အမွေအနှစ်ကြီးတစ်ခုလို့ဆိုလိုက်ချင်ကြောင်းပါ။ဒီကိုတော့ဘယ်လိုမြင်လဲပြောပေးခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ။